Blackpink ဖွဲ့ဝင် Rose ကတခြားဖွဲ့ဝင်တွေဖြစ်ကြတဲ့ Jennie, Lisa နဲ့ Jisoo တို့ကိုဆက်ဆံပုံချင်းမတူတာကို Blackpink အားပေးကြတဲ့သူတွေဆိုရင်သိမယ်လို့ထင်ပါတယ်။ Rose က Lisa ကိုတော့သူမရဲ့ boyfriend တယောက်လို့သဘောထားတယ်လို့တောင်ထင်ရတာဖြစ်ပါတယ်။ Rose ဟာ Lisa ရဲ့ပွဲမှာဆိုရင်အပြည့်အဝအားပေးတယ်လို့ Lisa ကိုဆိုရင်လေမီဒီယာတွေရှိမှာပဲဖြစ်နေပါစေမကြာခဏဖက်လိုက်နန်းလိုက်လုပ်လို့ရှိပါတယ်။သူမဟာ Lisa နဲ့ဆိုရင်တော့ပေါ့ပေါ့ပါပါနေတက်ပြီးတော့ရှင်ဖွင့်ဖို့ရှင်ဖွင့်ဖက်လို့လေပြိသက်တွေထင်မြင်ယူဆချက်တွေရှိပါတယ်။ဒါပေမဲ့ Rose တယောက်က Jennie ပေါ်ကိုဆက်ဆံတဲ့အခါမှာတော့ဒစိမ့်ဆန်တယ်လို့တငယ်ချင်းတယောက်ကိုဆက်ဆံတာနဲ့မတူပေအမတယောက်ပေါ်မှာပြုမှုဆက်ဆံတယ်လို့မျိုးဆိုတာအားလုံးလည်းသတိထားမိကြမယ်ထင်ပါတယ်။ Rose နဲ့ Lisa က1998နှစ်ဖွာချင်းတူကြတယ်လို့ Jennie ကသူမတို့ထက်အသက်တစ်နှစ်ကြီး1996ဖွာလေးဖြစ်လို့နေပါပြီ။ဒါကြောင့်ပဲ Rose က Jennie ကိုအမတယောက်လိုဆက်ဆံနေပြီးတော့ Lisa ကိုတော့တငယ်ချင်းတယောက်လိုချစ်သူရှိစားတယောက်လိုဆက်ဆံတာဖြစ်တယ်လို့ပရိသတ်တချို့ကတော့ထင်ကြေးပေးနေကြပါပြီ။ပရိသတ်ကြီးတို့အနေနဲ့ရော Rose နဲ့ Lisa နဲ့ကိုဘယ်လိုမြင်မိကြပါသလဲနော်